အဲ့မှာလားဒီမှာဒဲနှစ်ကွက်နော်ဒဲနှစ်ကွက်ကျွန်တော်မိတ်ဆွေတွေဒါ16ရက်နေ့ဆယ်လပိုင်းမှာကဲပေါက်ပြီညာထလာခုံလိုက်တော့နော်ပေါက်ပြီပေါ့ဗျာကျွန်တော်မိတ်ဆွေများအားလုံးပဲမလာပါနော်ကျွန်တော်မိတ်ဆွေတွေကိုဒီနေ့ကတော့16ရက်ဆယ်လပိုင်းတော့နော်ကျွန်တော်နေရတာတတိတိကနန်းလာပြီးပြီနော်ကျွန်တော်မိတ်ဆွေတွေတတိတိကနန်းစောင့်ညောနေတာကြာပြီပေါ့နော်အဲ့တော့ဘယ်တော့တင်ပြီးလဲဆိုတော့အခုကျွန်တော်တင်ပေးလိုက်ပြီကဲတဲ့ကနန်းမှာညောင်းလေးစောင့်ပါနေတယ်နော်ကျွန်တော်ရဲ့တငယ်ချင်းတွေအတွက်ကျွန်တော်အနေနဲ့တဲ့ကနန်းလေးလာပြီးသွားမယ်တစ်ခွက်ကောင်းလာပြီးသွားမယ်တဲ့ကနန်းတစ်ခွက်ကောင်းလာပြီးသွားမယ်ကျွန်တော်မိတ်ဆွေတွေကကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစအဆုံးကြည့်ရှုပေးကြပါတော့နော်အစအဆုံးကိုကြည့်ပြီးတော့ပြီးရင် share ပေးမယ်နော် share ပေးမယ်ပြီးရင်အဲ့ဒါဆော့ဖာလေးနှိပ်ကြပြီးနှိပ်ပေးမယ်ကျွန်တော်လက်မလေးနဲ့ထောင်ပေးမယ်တက်တော့ရှော့ကကျွန်တော်တက်တော့မှာပေါ့တက်တော့မှာထင်ပြီးပါမယ်ဆိုတက်တော့လူတွေကကျွန်တော် follow လုပ်မယ်ပြီးရင်အသေးပေးမယ်နော်အဲ့လိုတော့လုပ်ပြီဗျာကျန်တာမလုပ်ဘူးเนาะကျွန်တော်မန်ပါဝင်တာတို့ဒါတို့ညာလို့မလုပ်နိုင်တာเนาะလိုပဲเนาะကျွန်တော်ကစူးစမ်းပြီးတော့ကျွန်တော်ကြည့်ပေးမယ်ကျွန်တော်ရဲ့တငယ်ချင်းတွေကထူးပြောမယ်ထူးကြည့်စရာမလိုဘူးဗျာကျွန်တော်ရဲ့ဗီဒီယိုကြည့်ပေးရင်ကျွန်တော်တင်ပေးတဲ့ကဏ္ဍလေးတငယ်ချင်းလိုက်ထိုးရရတယ်เนาะအားကြောင့်မို့တက်တော့မှာဆို follow လုပ်ပြီး YouTube မှာဆိုရင် like and subscribe လေးနှိပ်ပြီးเนาะပြီးရင်လက်မလေးထောင်ပြီးပြီးရင်အသေးပြီးcomment ထဲမှာလည်းအားပေးတယ်ဆိုတဲ့အကြောင်းလေးကိုရေးပြီးကျွန်တော်ကြည့်မယ်ဗျအကောင်းဆုံးကဏ္ဍတွေကျွန်တော်ရအောင်ကြည့်မယ်ကြည့်ပြီးတော့တကယ်ချင်းတွေအကောင်းဆုံးကျွန်တော်ချပြသွားမယ်အကွက်လေးကတော့နည်းနည်းပါးပါးနဲ့များတိုးရရတယ်နော်တတိတွေကတော့သိမ့်မရအောင်ဗျာတတိတွေကတော့အဲ့လိုအကွက်အများကြီးမဖြစ်ဘူးနည်းနည်းပါးပါးပဲနော်ကဲပေးခဲ့ရင်တော့ main ကဏ္ဍနဲ့အရန်ကဏ္ဍတော့နည်းနည်းကွက်ချမှုရှိနေပါတော့အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကဗီဒီယိုကြည့်ရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးအစားလုံးကြည့်ပြီးပြန်เนาะကျွန်တော်လည်းစူးစမ်းနောက်ဘာဖြစ်လဲဆိုတော့ဗီဒီယိုလေးတင်နေဆိုရှင်ဘာပဲဖြစ်ဖြစ်ကျွန်တော်ဗီဒီယိုလေးအစားလုံးကြည့်ပြီးတော့ကျွဲတင်နေနေနဲ့ကွဲပြသိတာပေါ့เนาะတွန်းကြီးကိုလည်းကြည့်ရမယ်ပေါ့เนาะညောကနန်းနဲ့ကြည့်ရမယ်ကိုကကြိုက်လို့ရှင်ထိုးမယ်မကြိုက်ရင်ထိုးကျွန်တော်ကချဲကနန်းရောင်းစားတာပေါ့ကျွန်တော်စေတနာနဲ့တင်ပြီးတော့ချဲကနန်းနဲ့ရောင်းစားဘူးကျွန်တော်ကထိုးတာဝါနာပါတယ်ပေါ့ဗျာထိုးတာဝါနာပါတော့လေကျွန်တော်ကိုယ်တိုင်နဲ့အနည်းဆက်ဆုံးကဏ္ဍနေနော်ကျွန်တော်ကိုယ်တိုင်နဲ့တွက်နည်းတွေကိုလေ့လာပြီးတော့မှတကယ်ချင်းလို့လာပြီးတော့တိုင်နဲ့ချပြကြတာဗျာကျွန်တော်ကဟုတ်တယ်မလားအဲ့တော့တောင်းတဲ့နေချင်းကကျွန်တော်ရဲ့ဗီဒီယိုလေးကိုဖိချာလေးကြည့်ပြီးလို့ရှိရင်ဒီလိုကြားနေတဲ့ဆိုရင်ဟုတ်မကြားနေတဲ့ဆိုရင်မထိုးနဲ့ဟာနော်ကျွန်တော်ကတော့ပေါက်လာလို့ရှိရင်ဒီလိုပြောမယ်ကျွန်တော်လည်းပြောမယ်တကယ်ချင်းတို့လည်းပြောပါမယ်ဟုတ်တယ်မလားဒုတိယကတော့ကျွမ်းမိတ်ဆွေတွေကတော့အဆင်ပြေတယ်နော်တတိယကတော့ကျွန်တော်ဒါဒီတစ်ပတ်မှာကျွန်တော်ပြန်တော့စတင်နေတာခါတိုင်းတော့ကျွန်တော်ပြင်ပြီးလို့2024ရက်ကျွန်တော်ပြင်နေတာ2024ရက်ကျွန်တော်ပြင်နေတာဒါပေမဲ့ကျွန်တော်အဲ့တော့ဆိုတတိမှန်တယ်တော်တော်မှန်ရဒါပေမဲ့လို့ကျွန်တော်ကဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်မြန်မာပြည်ပြန်သွားတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒါမလုပ်ဖြစ်တော့နော်မဖြစ်တော့တာတော့ကျွန်တော်ချဲကနန်းနေတယ်ဖုန်းထဲမှာထည့်ထားတော့ဘူးနည်းနည်းကြောက်လို့ပေါ့ဗျာဟုတ်တယ်မလားကလေးတွေတောင်းမောင်းနေရတယ်ပေါ့ဗျာမြန်မာပြည်ရောက်တော့လည်းမြန်မာရဲတွေပါတယ်နဲ့တွေ့မှကြောက်တော့ကျွန်တော်အဲ့မှမျိုးနည်းနည်းခုနကရှိလာတော့ကွာပါကျွန်တော်မလုပ်ဘဲနဲ့ဒါအခုမှကျွန်တော်ပြန်ပြီးတော့ကျွန်တော်လည်းပြန်ရောက်လာထိုင်းလည်းပြန်ရောက်လာပြီပေါ့နော်ထိုင်းလည်းပြန်ရောက်လာပြီဆိုတော့ကျွန်တော်အဲ့ဒါရောငယ်ချင်းတို့မိတ်ဆွေတွေရှိသေးတဲ့အတွက်ကြောင့်ဝါရဏရှင်ချင်းတူပေါ့နော်စင်ပြေအောင်ဆိုပြီးတော့ကျွန်တော်ပြန်နေပြင်ပြတာရှေ့ရှောက်ကိုကျွန်တော်ပြင်ပြသွားမှာမဟုတ်လို့ကျွန်တော်ရဲ့ channel လေးကိုlike subscribe နှိပ်ပေးတာเนาะကျွန်တော်ရဲ့တက်တော့ကောက်လေးလည်း follow လေးလုပ်ပေးတာကဲအဲ့ဒါကျွန်တော်ကြည့်ကြည့်မယ်ဗျာ okay ခုဆိုရင်ပေါ့နော်ကျွန်တော်ကတကယ်ချင်းတို့ကိုငယ်ချင်းတို့ကိုကျွန်တော်တို့ကမှပေါင်းချင်းဘုံပါဆို
အဲ့ဒါဆိုရှင်ကျွန်တော်အလဲတိုင်းပြပြီနော်ကျွန်တော်မိတ်ဆွေတွေကိုအလဲတိုင်းကိုအရင်ဆုံးပြပြီမယ်နော်လဲတိုင်းလေးကဘာဖြစ်မလဲဆိုလို့ရှိရင်ဗျာကျွန်တော်ဒီ8-5နှစ်မလို့လားနော်8-5နှစ်ထွက်ပြီးတော့ရှင်တော့ဒီနောက်ပိတ်က9ရေ2ရေကိုကျွန်တော်ယူပြီးတော့မလားဒီအောက်ကဒီထိပ်သေး8လေးနဲ့ပေါင်းမယ်နော်ပေါင်းလို့ရှိရင်ကျွန်တော်ဘယ်လောက်ရတယ်ဆိုရှင်2ရေ9ရေပေါင်းရင်9ရေ8ပေါင်းရင်9ဆိုတော့ဒီမှာကျွန်တော်9လုံးရရှိတယ်အဲ့ဒီ9ဒီမှာလဲတိုင်းလဲတိုင်း9ဆင်းပါတယ်နော်ဟုတ်ပြီအဲ့ဆိုရှင်ကျွန်တော်ဒီ865နော်865ကိုကျွန်တော်ဒီအလဲတိုင်းရဲ့နောက်ပိတ်ရယူမယ်9ရေ6ရေပေါင်းရင်1ဒီထိပ်လေးက3နဲ့ပေါင်းမယ်3နဲ့ပေါင်းရှင်ကျွန်တော်ဒီမှာ4ဆိုပြီးတော့ကျွန်တော်ဒီမှာအလဲတိုင်းလေးဆင်းခဲ့ပါရနော်လဲတိုင်းဆင်းခဲ့တယ်356ကို9ရေ6ရေပေါင်းရင်6နဲ့ဒီထိပ်6လေးနဲ့ပေါင်းလို့ကျွန်တော်ခွန်ဆိုပြီးတော့ကျွန်တော်ဒီမှာလဲတိုင်းခွန်ဆိုပြီးတော့ဆင်းခဲ့တယ်နော်4ရေ6ရေပေါင်းထိပ်က9ရေပေါင်းမယ်ဆိုရှင်ကျွန်တော်ဘာဖြစ်မလဲ9ဖြစ်မယ်နော်9ဖြစ်မယ်9ကလဲတိုင်းပဲပေါ့နော်တကယ်နော်လဲတိုင်းရရှိပါတယ်နော်တကယ်ချင်းမိတ်ဆွေများလိုချင်နေဆိုရှင်လဲတိုင်းယူထိုးပေါ့နော်ဒါလဲတိုင်း9တလုံးရရှိပါတယ်နော်ဟုတ်ပြီဒါဆိုလေတိုင်းပြီးသွားပြီဆိုတော့ကျွန်တော်မစ်ဆွေများကိုထက်စီးလေးနောက်ပိတ်လေးပြလိမ့်မယ်နော်အဲ့ဒါကတော့ကျွန်တော်ရင်းတစ်ခါဗီဒီယိုလေးကျွန်တော်တင်ထားတာရှိတယ်နော်အဲ့ဗီဒီယိုလေးတင်ထားတဲ့ဥစ္စာလေးနဲ့ပဲတစ်ခွက်ကောင်းလေးပေါ့နော်ကျွန်တော်ပြပြီးမှဖြစ်ပါတယ်နော်တစ်ခွက်ကောင်းလေးပြပြီးပါမယ်နော်ဒါကျွန်တော်ပထမတော့ပြထားတဲ့ဗီဒီယိုထဲမှာလည်းရှိတယ်အခုဒါဆိုရှင်ဒီမှာပြပြီးသားလေးကိုကျွန်တော်ထပ်ပြီးပြပေးမယ်နော်3ရက်2ရက်ပေါင်းခြင်း9ဆိုပြီးတစ်လုံးဝင်တယ်နော်8ရက်9ရက်ပေါင်းခြင်းက3ဆိုပြီးတော့ဒီမှာတစ်လုံးဝင်ခဲ့တယ်နော်8ရက်6ရက်ပေါင်းရင်4ဆိုပြီးတစ်လုံးဝင်တယ်နော်3ရက်6ရက်ပေါင်းခြင်းက9ဆိုတော့ဒီမှာ9လုံးဝင်တယ်ဒီမှာ6ရယ်8ရယ်ပေါင်းခြင်းက4เนาะ4ဆိုပြီးတော့ကျွန်တော်ဒီမှာ4တလုံးရရှိပါတယ်4တလုံးရရှိပါတယ်เนาะ4လုံးရရှိပြီအဲ့ဒီ4တလုံးကိုကျွန်တော်အနေနဲ့ခဏတော့နေရာမှာတက်ပြန်ရေးမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေကဒါလေးဒီဗီဒီယိုလေးကအစအဆုံးကျွန်တော်ဟိုမှာပြပေးရတာရှိတယ်အခုလည်းဒါလည်းမိတ်ဆွေများကိုဒါလေးကိုအစအဆုံးတင်ပြပေးရတာဖြစ်ပါတယ်အဲ့ကြောင့်4တလုံးဒီမှာရရှိတယ်เนาะအဲ့ဒီ4ကိုကျွန်တော်ယူရမှာဖြစ်ပါတယ်အဲ့ဒီ4ကိုကကျွန်တော်အနေနဲ့ရှေ့မှာထားမှာဖြစ်ပါလေနော်4 9နှလုံးရရှိပါပြီဒါလေးကရုပ်ရှင်ပါနော်ရုပ်ရှင်ပါတယ်ဆိုတာဒီမှာ3ရယ်8ရယ်ပေါင်းခြင်းက1နော်1ဆိုပြီးတော့ကျွန်တော်မှာ1ရဲ့ပါဝါက6ဆိုပြီးတော့6လုံးရရှိတယ်ပြီးလို့ရှိရင်8ရဲ့ပေါင်းခြင်းကဒီမှာ6ဆိုပြီးတော့6ရဲ့ပါဝါ1ဆိုပြီးတော့ကျွန်တော်တို့ဒီမှာ6လုံးရရှိခဲ့တယ်နော်8ရဲ့တဲ့ကျွန်တော်ဒီမှာ3ရဲ့ပေါင်းခြင်းကလည်း1ရဲ့ပါဝါ6ဆိုပြီးတော့ဒီမှာ6လုံးရရှိခဲ့တယ်3ရဲ့6ရဲ့ပေါင်းခြင်းက9ဆိုပြီးတော့9 4ဆိုပြီးတော့9ရဲ့ပါဝါ4 9လုံးရရှိခဲ့တယ်အဲဒီတော့ကျွန်တော်ဒီမှာ6ရဲ့9ရဲ့ပေါင်းခြင်းက9နော်9ဆိုပြီးတော့9ရဲ့ပါဝါ3ညဟုတ်ပြီအဲ့မှာကျွန်တော်တစ်လုံးယူရမယ်ဆိုတာလေးကိုကျွန်တော်ခွဲပြမှာဖြစ်ပါတယ်နော်ဟုတ်ကျွန်တော်ခွဲပြပြီးမှဖြစ်ပါတယ်အဲ့ဒါကကျွန်တော်တို့ကဒီမှာပေါ့နော်ခုနတော့ဥစ္စာပဲပေါ့နော်ဒါခုနတော့ဥစ္စာတွေ3ရဲ့8ရဲ့ပေါင်းခြင်းက1ရဲ့ပါဝါ6နော်8ရဲ့8ရဲ့ပေါင်းခြင်း6ရဲ့ပါဝါ1နော်ဒီမှာ8ရဲ့3ရဲ့ပေါင်းခြင်းက1ရဲ့ပါဝါ6 3ရဲ့6ရဲ့ပေါင်းခြင်းက9ရဲ့ပါဝါ4 6ရဲ့9ရဲ့ပေါင်းနော်9ရဲ့ပါဝါ3ညဆိုတော့ယူထားတယ်အဲ့တော့ကျွန်တော်ဒီမှာခုနတော့ကျွန်တော်ပြတဲ့ site ပဲနော်ဒီ site လေးကဘယ်လိုဝင်ထားလဲဆိုရှင်ဒီကတော့6နောက်ဘက်ကတော့
ရင်တော့ဝင်တာနောက်ပိတ်နောက်ရှစ်ဒါနောက်ရှစ်နောက်ဆိုပြီးတော့3ညလုံးယူလိုက်တယ်ပေါ့နော်3ညလုံးယူလိုက်တယ်ဆိုတော့ကျွန်တော်တို့က3ညလုံးယူလိုက်ပြီ3ညလုံးကိုယူလိုက်ပါပြီဟုတ်ပြီ4 9 3ညဆိုပြီးရရှိပါတယ်အဲ့တော့ပြီးလို့ရှိရင်လည်းတေးကြပါအောင်လို့3ည9 4ဟုတ်ပြီနော်အဲ့ဒီနှစ်ကွက်ကိုတကယ်ချင်းတော့ဒဲထိုးမယ်နော်ဒဲထိုးမယ်အားစရာတော့မလိုဘူးနော်သူ့ပုံစံလိုက်ဆိုအားစရာတော့မလိုပါဘူးဒဲပဲထိုးရမှာပြောရတယ်အဲကျွန်တော်ရဲ့မိတ်ဆွေတွေကအဲ့ဒါဆိုလို့ရှိရင်ဒီကောင်းလေးတစ်ခွက်ရပြီโอเคအဲ့ဒီတော့ကျွန်တော်အနေနဲ့တကယ်ချင်းတို့ကို6လုံးအပြီးပေါက်လေးတွေစိုက်ပြီအစိုက်လေးကိုကျွန်တော်ပြပေးမယ်ဘယ်လိုပြပေးမလဲဆိုရှင်ကျွန်တော်တို့ကဒီ3လုံးနဲ့ပါမယ်နော်3လုံးနဲ့ပါမယ်အဲ့တော့ကျွန်တော်ဒီကတော့သွားလိမ့်မယ်နော်ဒီမှာဆိုရှင်ဗျာ4နောက်ပိတ်4နော်နောက်ပိတ်4ကနေတော့ကျွန်တော်4ယူလိုက်တယ်ဗျာဒီမှာနော်4ယူတယ်ယူပြီး4ပြီး5 5ပြီး6နော်5ပြီး6ဆိုတော့ကျွန်တော်ဒီမှာ5ရဲ့ပါဝါ3ညဒီ4လုံးကျွန်တော်ယူလိုက်မယ်အဲ့ဆိုရင်ကျွန်တော်ဒီမှာ5တစ်လုံးဝင်တယ်နော်ပြီးလို့ရှိရင်ကျွန်တော်ဒီနောက်ပိတ်2နော်ဒီနောက်ပိတ်2ကိုကျွန်တော်ယူမယ်2ကိုယူလိုက်ပြီးတော့2ပြီး3 3ပြီး4 3ရဲ့ပါဝါ8 2 3 4 8တစ်လုံးကြီးနော်2 3 4 8တစ်လုံးကြီး5ယူမယ်5ယူပြီးတော့ရှင်ကျွန်တော်တို့ကဒီမှာ5လေးရေးမယ်ရေးပြီးလို့ရှိရင်ကျွန်တော်ဒီမှာ5 6ခွန်6ရဲ့ပါဝါ1ဆိုတော့ကျွန်တော်ဒီမှာ5 6ဆိုရင်နှလုံးတော့ညှိပါနော်5 6နှလုံးတော့ညှိတယ်နော်ဟုတ်ပြီအဲ့ဒါကျွန်တော်ဒီမှာ6ပြီးရင်6ကိုယူမယ်6ပြီးရင်ခွန်ပြီးရင်8ခွန်ရဲ့ပါဝါ2အဲ့တော့ကျွန်တော်ဒီမှာ6လုံးညှိတယ်နော်6လုံးညှိတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ6ကိုယူမယ်6ပြီးရင်ခွန်6ပြီးရင်ခွန်ပါဝါခွန်ပြီး8ပြီးရင်2ဆိုတာ2ကခွန်ရဲ့ပါဝါ2တွားဘောနော်ဒီလိုပဲနော်အဲ့တော့ကျွန်တော်ဒီမှာခွန်လုံးညှိတယ်နော်အဲ့တော့ကျွန်တော်ဒီ8ကိုယူမယ်မရှိကိုယူလိုက်ပြီးယူပြီးတော့8ပြီးရင်9ပြီးရင်3ညနော်9ရဲ့ပါဝါက4အဲ့တော့ကျွန်တော်တို့ဒီမှာ8 9 3ည4နော်8 9 3ည4အပြီးပေါက်ကိုနောက်တစ်နှလုံးကပါရသေးလဲဆိုရှင်တဲ့ဟောဒီမှာနောက်တစ်နှလုံးကဒီမှာ4လုံးရှိပါ යි နော်4လုံးရှိပါ යි နော်တကယ်ကြီးနော်အပြီးပေါက်လေးနော်နောက်တစ်နှလုံးကကျွန်တော်တို့ဒီမှာမသေးကြမရေရမှာကြောက်လို့ကျွန်တော်ဒီ9လေးကိုထည့်ယူမယ်နော်ဒီ9ကိုကျွန်တော်ထည့်ယူမယ်နော်9တစ်လုံးယူလိုက်မယ်9တစ်လုံးယူလိုက်မယ်ဟုတ်ပြီနော်9လုံးယူလိုက်ပြီဒါကတော့ကျွန်တော်ခုနကပြတဲ့ size တွေကဒီကထွက်လာမှာကြောက်လို့နော်9လုံးယူလိုက်ပြီတစ်လုံးယူလိုက်ပြီဆိုတော့လေးယူရယူပါပြီဒီ9လေးယူရယူပါပြီ3ညလေးယူရယူပါပြီဆိုတော့ဟုတ်ပြီဟုတ်ပြီဟုတ်ပြီကျွန်တော်တို့ကလည်းကျွန်တော်ဗရီဒါပဲထိုးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကဗရီဒါပဲထိုးမယ်ဆိုလို့ရှိရင်ဒီကနန်း9လုံးမထိုးလို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ကမိတ်ဆွေများကိုနောက်6လုံးပြီးပေါက်လို့ပြောတာနော်9တစ်လုံးထည့်ပြရမယ်နော်ဒီမှာ9ထည့်ပြရဟောပြီး6လုံးပြီးပေါက်ကလည်းကျွန်တော်တို့ကဟုတ်ချက်ဆောက်ပြီနော်တောင်းနော်မျက်စိများအဆင်ပြေအောင်လုပ်ပါနော်
6လုံးပြီးပေါက်ထည့်ရင်ကောင်းမှာ9လုံးပြီးပေါက်ထည့်လို့ရှိရင်အဆင်ပြေမလားပေါ့နော်ဒါလေးချက်ကြည့်ပြီးမှဖြစ်ပါတယ်လေးကို9 3ညဟုတ်ပြီโอเคအဲ့ဒါဆိုရှင်ကျွန်တော်တို့ကထည့်စရာကပါရှိလို့လေကွာဟုတ်ကိုတလုံးနော်ဒါဆိုရှင်ကျွန်တော်တို့က8 9 3ည4 5 9ပြီးပေါက်ဒါဒီတစ်ပတ်မှာကျွန်တော်တို့ဒါအပြီးပေါက်ဖြစ်ပါတယ်နော်အပြီးပေါက်ဖြစ်တယ်ဒါကတော့6လုံးပြီးပေါက်ပေါ့နော်6လုံးပြီးပေါက်မှာတကယ်ချင်းတို့ဒါရွေးချယ်မှုနဲ့တကယ်ချင်းထိုးအောင်ဖြစ်တယ်ကျွန်တော်ပေးထားတဲ့ဒဲနှစ်ကွက်ကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကတော့ကျွန်တော်ဒီမှာပေးထားတာဖြစ်ပါတယ်နော်ဒဲနှစ်ကွက်ထိုးလိုက်တော့ပေါ့နော်တစ်ကွက်တည်းမလုံးနဲ့နော်နှစ်ကွက်ထိုးလိုက်တော့4 9 3ညရဲ့3ည9 4နှစ်ကွက်ထိုးမယ်နော်ကျွန်တော်ရဲ့မိတ်ဆွေတွေဒါဆိုရှင်ဆယ်လပိုင်း16ရက်နေ့ပေါ့နော်16ရက်နေ့ကိုဒါကျွန်တော်ဒီနှစ်ကွက်ကိုထိုးမယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်လက်ဆောင်ကဏ္ဍနေတဲ့ထပ်ပြီးပေးသွားမယ်အဲ့ဒီလက်ဆောင်ကဏ္ဍတွေကတော့ကျွန်တော်ရဲ့မိုဘိုင်းကဏ္ဍတော့မဟုတ်ဘူးเนาะကျွန်တော်ရဲ့မိုဘိုင်းကဏ္ဍမဟုတ်ဘူးသူကရမ်းမဲ့ကောင်းလို့လားကျွန်တော်အဲ့ဒီလက်ဆောင်ကဏ္ဍနေ9ခွက်ကိုလည်းကျွန်တော်ပေးသွားမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေဒီ9ခွက်ကိုလည်းထိုးသွားလို့ရပါတယ်ပေါ့နော်โอเคအဲ့ဒါကျွန်တော်အနေနဲ့အဲ့ဒီလက်ဆောင်ကဏ္ဍ9ခွက်ကိုတစ်ချက်ကြည့်ကြည့်အောင်မနော်ဒါတော့ဒီဥစ္စာတော့ကျွန်တော်ဒါလက်ဆောင်ကဏ္ဍနေ9ခွက်ပေးတာပေါ့နော်ဒီလက်ဆောင်ကဏ္ဍနေလည်းတကယ်ကျွန်တော်အရန်ကွက်အနေနဲ့ထိုးကြည့်လိုက်ပေါ့နော်ဒါကတော့ကျွန်တော်ကိုယ်ပိုင်ကဏ္ဍတော့မဟုတ်ဘူးကျွန်တော်ရထားတဲ့ကဏ္ဍကျွန်တော်ပေးတာဖြစ်ပါတယ်ကျွန်တော်ဒါဘေးရထားတဲ့ကဏ္ဍပေါ့နော်ဒီ9ခွက်ကတော့ဒါကတော့ကျွန်တော်ကိုယ်ပိုင်တွက်ထားတဲ့ကိုယ်ပိုင်ကဏ္ဍဖြစ်ပါတယ်အဲ့တော့တကယ်ကျွန်တော်အနေနဲ့ဒီကဏ္ဍနေ9ခွက်ကိုလည်းဒါအရန်လေးဖြစ်ဖြစ်ထိုးပေးထားကြအောင်ပေါ့နော်ကဲလို့မှတကယ်ကျွန်တော်ဒီခေတ်အမြန်ထွက်လာမှာဆိုရင်လည်းအဆင်ပြေအောင်လို့ပေါ့နော်ကဲအားလုံးထိုးပဲကျေးဇူးတင်ရှိပါတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေတွေနော်ဒီတစ်ပတ်မှာဆိုရင်ကျွန်တော်မိတ်ဆွေတွေချဲပေါက်ပါလိမ့်နော်ကျွန်တော်2D 3D ကိုကျွန်တော်ပုံမှန်တင်ပေးတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ပေးတာကိုလည်းမေတ္တာရက်ခံပါတယ်နော်အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်နော်ကျွန်တော်ရဲ့ဗီဒီယိုလေးစားလုံးကြည့်ရှုပေးကြလို့ကျွန်တော်ရဲ့မိတ်ဆွေတို့တရားဝင်ပြီးချဲထီပေါက်ကြပါကြလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ